နိုးနိုးချင်းပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါ CC တယောက် CEO ရဲ့အဖွားအိမ်ကိုရောက်နေမှန်းသိလိုက်ရတယ်။အဲ့ဒီမှာအိမ်စေတွေ CEO ရဲ့ညီမမိထွေးနဲ့အဖွားဖြစ်သူတို့ကသူမကိုဝိုင်းအောင်ပြီးစိုက်ကြည့်နေကြတာပေါ့။အဖွားဖြစ်သူက CC ကိုဒီမိသားစုကိုဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုပြီးတွတ်နဲ့စတင်ဆုံးမဖို့လော်ရိုက်ပါတော့တယ်။ဘယ်တော့မှအညံ့မခံတတ်တဲ့စွတ်သမား CC ကလည်းအဖွားကိုပြန်ပြီးရန်တွေးလိုက်ရုံတင်မကပဲအိယာကနေထားပြီးပြန်ဖို့ပြင်ပါတော့တယ်။အဲ့ဒီအပြင်သူမအိတ်ခဲ့တဲ့မွေးရကိုလည်း CEO အိမ်စီပြန်ပို့ပေးလိုက်ဖို့ပါအဖွားကိုခက်ရဲရဲမှခဲ့သေးတာဒေါသထွက်သွားတဲ့အဖွားနဲ့မိထွေးတို့ကစီစီနောက်ကိုအိမ်ပြင်ထိလိုက်လာပြီးသူမဟာဘလောက်တောင်အဆင်တန်းမရှိကြောင်းနဲ့မိသားစုစီကံတွေကိုမလိုက်နာကြောင်းအော်ဟစ်ပြောဆိုကြတယ်ပြီးတော့အဖွားဖြစ်သူကစီစီကိုရေခဲတုံးတွေထည့်ထားတဲ့လင်မန်းပေါ်မှာတူးထောင်နေဖို့အပြစ်ပေးပါတော့တယ်စိတ်တဘောထားကောင်းတဲ့ CEO ရဲ့ညီမလေးကအဖွားဖြစ်သူကိုတားဖို့ကြိုးစားပေမဲ့ဒေါသထွက်နေတဲ့အဖွားကညီမဖြစ်သူကိုပါလှမ်းပြီးတူးထောက်ခိုင်းလိုက်တဲ့ညီမလေးကစီစီကိုဒီအပြစ်ဒဏ်ကနေလွတ်အောင်အမားဝင်ခံလိုက်ဖို့တိုးတိုးလေးကပြောပေမဲ့ခေါင်းမာတဲ့ CC ကတော့ CEO ရဲ့ညီမလေးကိုပါဆွဲထုတ်လိုက်ပြီးဒီလိုခစ်တစ်ကြီးထဲမှာအဖွားကြီးကရှေးရိုးဆွဲစီကံဆိုးတွေတုံးပြီးလူတွေကိုနှိပ်စက်နေတော့မဲလားဆိုပြီးအဖွားဖြစ်သူကိုအသားကုန်ပြန်လဲအော်ဟစ်ဆဲဆိုပါတော့တယ်ပြီးတော့ CC က CEO ရဲ့ညီမလေးကိုခေါ်ပြီးလှည့်ထွက်ဖို့ပြင်ပေမဲ့အိမ်စီတွေကဝိုင်းထားတာကြောင့်မလွတ်နိုင်ပဲရုန်းကန်နေရတယ်အဲ့ဒီလိုရုန်းကန်နေရတော့မှပဲကယ်တင်ရှင် CEO ရောက်လာပြီးသူ့ရဲ့ယူကြောင်ကြောင့်မိသားစုကြီးလက်ထဲကနေ CC ကိုကယ်တင်လိုက်ပါတယ် CEO က CC ကိုခေါ်ပြီးထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲအဖွားဖြစ်သူက CEO အမေရင်းရဲ့အယိုးပြအိုးကြီးကိုထုတ်ပြီးချင်းချောက်ပါတော့တယ် CEO အနေနဲ့ဒူးမထောက်ရင်အဲ့ဒီအယိုးပြအိုးကိုပေးမှာမဟုတ်ဘူးလို့အကြက်ကင်တာကြောင့် CEO လည်းတခြားရွေးချယ်စရာမရှိပဲဒူးထောက်ဖို့ဆုံးဖြတ်လိုက်ရတယ်ဒါပေမဲ့ CC ကတော့ဒါကိုလုံးဝလက်မခံနိုင်ပါဘူး။သူမကလင်မန်းထဲကရေခဲတုံးတွေကိုကောက်ယူပြီးအဖွားနဲ့မိထွေးတို့စီကိုတရားစက်လမ်းပစ်ပေါက်ပါတော့တယ်။အဲ့ဒီမြင်ကွင်းကိုကြည့်ပြီး CEO ကတော့စိတ်ထဲမှာအတော်လေးသဘောကျကျဉ်းနေခဲ့တာပေါ့။ CC ရဲ့ရေခဲတုံးတန်ကနေအသေးအတန်ပြေးလွှားတိမ်ရှောင်ရင်းမောပန်းသွားတဲ့အဖွားဖြစ်သူဟာနောက်ဆုံးမှာတော့အလျှော့ပေးလိုက်ရပြီး CC ကိုသူ့မြေနဲ့လက်ထပ်ဖို့တောင်းဆိုပါတော့တယ်။ဒါပေမဲ့ခေါင်းမာတဲ့ CC ကကျမကတာမန်အိမ်စီတယောက်ပဲ CEO ကကျမရဲ့အလုပ်ရှင်လို့ပြောပြီးခါခါတီးတီးညှင်းဆန်ပစ်လိုက်တယ်။နောက်ဆုံးမှာတော့ CC ကဒီအိမ်ကနေထွက်သွားဖို့အတွက်အဝတ်စားထုတ်တွေကိုအိတ်ထဲထည့်သိမ်းပါတော့တယ် CC က CEO ကိုသူမရဲ့ဇာတိချက်ရွာကိုပြန်ပြီးတခြားတယောက်နဲ့ပဲလက်ထပ်တော့မယ်လို့ပြောလိုက်တယ်ဒါပေမဲ့ CEO ကတော့မျက်နှာတစ်ချက်မပြတ်ပဲသွားချင်ရင်သွားလိုက်ငါကတော့မိန်းမတစ်ယောက်နောက်ကိုဘယ်တော့မှလိုက်မဆွဲဘူးလို့အေးအေးဆေးဆေးပဲပြန်ပြောလိုက်ပါတယ်ဒီစကားကြောင့် CC တယောက်စိတ်ထိခိုက်ဝမ်းနည်းသွားပြီးအိမ်ကနေထွက်ခွာသွားပါတော့တယ်CC ကို CEO ရဲ့ညီမစီကအလုတ်ကမ်းလန်းချက်တစ်ခုအတွက်ဖုန်းဆက်လာခဲ့ပါတယ်။အဲ့ဒီအလုတ်ကတော့လူတစ်ယောက်ရဲ့ရည်စားတူအဖြစ်ဟန်ဆောင်ပေးရမှာပါ။အစပိုင်းမှာ CC ကညှင်းပယ်ခဲ့ပေမဲ့ CEO ရဲ့ညီမကလုံအားခဒေါ်လာ2 သန်းပေးမယ်လို့လည်းပြောလိုက်ရော CC တယောက်ချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်။တကယ်တော့ဒါဟာ CEO ရဲ့ညီမဆင်ထားတဲ့အကွက်ဆန်းတစ်ခုဖြစ်နေခဲ့ပါတယ်။နောက်ရက်မှာတော့ CEO ဟာ CC တယောက်တခြားယောက်ျားတယောက်နဲ့အတူရှိနေတာကိုမြင်ပြီးတဝင်းတို့ဒေါသထွက်သွားခဲ့ရတယ် CC ကအဲ့ဒီယောက်ျားစီကနေဒေါ်လာ2 သန်းတောင်းဖို့အလုပ်ရှုပ်နေတော့ CEO ကသူမတို့စီလျှောက်လာပြီးသူတို့နှစ်ယောက်သားအပြိုင်ဆိုင်စကားများရန်စဖြစ်ကြတော့တာပေါ့ဟိုကောင်ရုပ်ခများလဲသူတို့နှစ်ယောက်ကြားထဲမှာဦးကြောင်ကြောင်နဲ့ကြားညက်ရက်နေခဲ့ရတယ်တဝင်းတိုနေတဲ့ CEO ကဝင်ထိုင်လိုက်ပြီးသူ့ဘေးမှာလာထိုင်ဖို့ပြင်နေတဲ့ဟိုကောင်လေးကိုတွန်းဖယ်ပစ်လိုက်တယ်သူက CC ကိုပဲသူ့ဘေးမှာထိုင်စေချင်တာပါအဲ့ဒီနောက်သူတို့နှစ်ယောက်ထပ်ပြီးရန်ဖြစ်ကြပြန်ရော CC လဲစိတ်တိုးနဲ့ပဲ CEO ရဲ့ညီမကိုဖုန်းဆက်ပြီးသူ့ကိုလိမ်ရမလားဆိုပြီးလှမ်းဆဲဖို့အခန်းပြင်ကိုခဏထွက်သွားခဲ့တယ်သူမအခန်းထဲပြန်ဝင်လာတဲ့အခါမှာတော့ဟိုကောင်လေးကမရှိတော့ပါဘူးတကယ်တော့ CEO ကအဲ့ဒီလူကိုဒေါ်လာ9 သန်းပေးပြီးထွက်သွားခိုင်းလိုက်တာပါ CC ကတော့ကိုလူစီကရမယ်ဒေါ်လာ2 သန်းမရလိုက်တော့တာမို့အကြီးကျယ်ဒေါသထွက်ပြီး CEO ကိုပြဆိုကအခန်းထဲကနေဝုန်းတိုင်းကျဲထွက်သွားပါတော့တယ်ဘာကြောင့်မှမသိပဲနောက်ရက်မနက်မှာတော့ CEO ရဲ့အဖွားဖြစ်သူဟာ CC ရဲ့အိမ်ကိုရောက်လာခဲ့ပါတယ် CC ကမတော်တဆတကားကိုဝုန်းကနေပိတ်ချလိုက်ပြီးမှလာတဲ့သူက CEO ရဲ့အဖွားမန်တတိထားမိသွားတယ်အံ့ဩစရာကောင်းတာကအဖွားဖြစ်သူက CC ကိုအော်ဟစ်ဆဲဆိုမဲ့အစားအေးအေးဆေးဆေးနဲ့နေကောင်းရဲ့လားထမင်းကိုကောင်းကောင်းစားရဲ့လားဆိုပြီးလာမင်းနေခဲ့တာပါပြီးတော့ CC ကိုသူမကိုဖွားလို့ပဲခေါ်ဖို့ပြောပါသေးတယ်တကယ်တော့အဖွားဖြစ်သူကဒီလိုလာပြီးအောက်ကျပြနေရတာဟာ CEO က CC မရှိရင်မူဆိုးဖို့လို့ဖြစ်ပြမရှင်တန်နိုင်တော့တာကြောင့် CC ကိုအိမ်ပြန်လိုက်ခဲ့ဖို့လာတောင်းပန်တာပါ CC ကညှင်းဆန်တဲ့အခါအဖွားဖြစ်သူကဟန်ဆောင်ပြီးငိုပြပါတော့တယ်တကယ်တော့ဒါဟာ CEO က CC ကိုပြန်ခေါ်မပေးရင်ဖေးမိသားစုကနေနှုတ်ထွက်ပြီးအကုန်ပြစ်ထားခဲ့မယ်လို့ချင်းချောက်ထားတာကြောင့်အဖွားဖြစ်သူကလာခေါ်ပေးရတာပါ CEO တယောက်အခြေအနေမကောင်းဘူးဆိုတာကိုကြားလိုက်ရတဲ့အခါ CC လည်းစိုးရင်တကြီးနဲ့ CEO စီကိုအပြေးလွှားသွားပါတော့တယ်အဲ့ဒီကိုရောက်တော့ CEO ကအဲ့ရထဲမှာနေမကောင်းချင်အောင်ဆောင်နေပြီးဘာမှမသိတဲ့ CC ခမများတော့စိတ်တွေတွက်ပူနေခဲ့ရတာပေါ့တကယ်တော့ CEO က CC သူ့ပေါ်စိတ်ရှိသေးရဲ့လားဆိုတာကိုသိချင်လို့လူမမာဟန်ဆောင်နေတာပါဒါကို CC ကရိပ်မိသွားပြီးသူ့ကိုဝုန်းကနေလှမ်းရိုက်ပါတော့တယ်ပြီးတော့ CC ကသူ့ကိုမေးမြန်းပြီးမကျေနပ်တာနဲ့ဆေးရုံသွားပြီးအုံနောက်သွားစစ်လိုက်ဦးလို့ရွက်ပြီးပြောလိုက်တယ်ပြီးတော့ CC ပြန်ပို့ထားလိုက်ပါတယ်အကြံအဖန် CEO လေးကလည်းမတက်နိုင်တဲ့အဆုံး CC နောက်ကိုလိုက်ဖို့အိပ်ရပေါ့ကအထမှာတင်ဟန်ဆောင်ပြီးဖုန်းကနေလဲကြပြပြန်တာကြောင့် CC ခမများထပ်ပြီးစိုးရင်သွားရပြန်တယ်နောက်ဆုံးမှာတော့ CC တယောက် CEO ကိုပြုစုစောင့်ရှောက်ပေးဖို့အတွက်အဲ့ဒီအိမ်မှာပဲရက်အနှဲငယ်ဆက်နေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အဲ့ဒီညမှာပဲ CC ကသူမရဲ့အခန်းထဲမှာ CEO ကိုရုတ်တရက်မြင်လိုက်ရတာကြောင့်လက်အောင်မိပါတော့တယ် CEO ကသူ့အခန်းကရေပူပေးဆက်ပြက်နေလို့ဆိုပြီးသူမရဲ့ရေချိုးခန်းကိုတုံးခွင့်ပြုဖို့တောင်းဆိုခဲ့တယ်အစပိုင်းမှာ CC ကညင်းခဲ့ပေမဲ့ CEO ကိုယ်တိုင်လုပ်ကြံဖန်တီးထားတဲ့တထေးလေးဒေဝါလီခံလိုက်ရပြီးဆိုတဲ့ဇလန်းစင်မှုကိုသွားတတိယပြီးတနာသွားတာကြောင့်တုံးခွင့်ပေးလိုက်ပါတယ်အဲ့ဒီနောက် CEO ကသူမကိုပို့ပြီးအကဲဆန်းတဲ့အနေနဲ့သူ့အခန်းကမီးလုံးမှာပြတ်သွားလို့ဆိုပြီး CC ရဲ့အခန်းထဲမှာအဘဲအတူအိတ်ခွင့်ပြုဖို့ထပ်မေးပြန်တယ်ဒီတစ်ခါတော့ CC ကညမနေတော့ပဲသူ့ကိုအခန်းပြင်ရောက်အောင်ချက်ချင်းမောင်းထုတ်ပစ်လိုက်ပါတော့တယ်နောက်တညဘက်မှာတော့ CC က CEO စီကိုဆေးယူလာပေးခဲ့တယ် CEO ကငါနေမကောင်းမဖြစ်ဘူးလို့ပြောပြီးဆေးတောက်ဖို့ညင်းနေခဲ့တာပေါ့ CC ကဆေးကိုစွပ်ပြုတ်ထဲခိုးထည့်တာမျိုးစသဖြင့်နှီးမျိုးစုံနဲ့တိုက်ဖို့ကြိုးစားပေးမယ်လေ CEO ကတော့ CC ကိုယ်တိုင်ခွင့်ကြွေးမှတောက်မယ်ဆိုပြီးဇွန်ညင်းနေခဲ့တယ်ဒါကြောင့် CC လည်းမတက်နိုင်ပဲဆေးခွင့်ကြွေးလိုက်ရတော့တာပေါ့အဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်ချွေးထွက်လာပြီး CEO ကလည်းပို့ပြီးရဲတင်းလာခဲ့တယ်ပြီးတော့သူက CC မရှိရင်မရှင်းတန်နိုင်တော့ကျောင်းနဲ့သူမကိုလက်ထက်ချင်ကြောင်းဖွင့်ပြောပါတော့တယ်အဆုံးသတ်မှာတော့သူတို့နှစ်ယောက်သားနမ်းမိသွားပါတယ်
နောက်ရက်မနေ့ရောက်တဲ့အခါမှာတော့ CEO နိုးလာပြီးသူ့ဘေးမှာ CC ရှိမနေတော့တာကိုသတိပြုမိသွားတယ်သူ့ရဲ့အဖွားညီမတို့နဲ့စကားပြောပြီးတဲ့နောက် CC ကသူ့ကိုလက်မထက်ချင်လို့ထွက်ပြေးသွားပြီလို့သူထင်သွားခဲ့တာပေါ့အဲ့ဒီနောက်တစ်ရက်မှာ CC ကိုမင်္ဂလာဆောင်ဝတ်စုံကြီးနဲ့တွေ့လိုက်ရတဲ့အခါ CC တယောက်တခြားယောက်ျားတစ်ယောက်နဲ့လက်ထပ်တော့မယ်လို့ CEO ကထင်မှတ်သွားခဲ့တယ်ဒါပေမဲ့သူထင်တာလုံးဝမှားသွားခဲ့ပါတယ် CC ကတခြားသူကိုမဟုတ်ပဲသူ့ကိုလက်ထပ်ဖို့ပြင်ဆင်နေခဲ့တာပါ CC က CEO ကိုရှာရင်ဒေဝါလီခံထားရတာဆိုတော့ကျမစီကပတ်စံတွေကိုယူသုံးပါလို့တောင်ပြောပါသေးတယ်ဘာဖြစ်လို့လဲဆိုတော့ CC က CEO လေးပတ်စံပြုတ်သွားပြီလို့အခုထိယုံကြည်နေတော့မို့ပါအဲ့ဒီတော့မှ CEO လည်းသူဒေဝါလီမခံရကြောင်းနဲ့အခုထိချမ်းသာတော့မဲဆိုတဲ့အမှန်တရားကို CC ကိုဖွင့်ပြောလိုက်ပါတော့တယ်အလိန်ခံလိုက်ရလို့ CC တယောက်စိတ်တူသွားပြီမဲ့လည်းတစ်ဖက်က CEO လေးအဆင်ပြေနေတာကိုသိရလို့စိတ်သက်သာရသွားပြီးဒါဆိုရင်တော့အကုန်လုံးအတွက်ရှင်ပဲပတ်စံဆိုင်ရော်ပြီးတော့လို့ချစ်စနိုးနဲ့ဆန်းနောက်ပြပြောလိုက်ပါတော့တယ်